ဒါပဲလေအတူပါရှိလို့အတူပါအိမ်လာတာဘာဖြစ်လို့လဲကိုငွေထဲမှာမထဲပါဘူးမထဲသွားတော့ဝင်လို့မရဘူးဟာမင်းတို့ကဘာကောင်းလို့ရောအတူပါအေဂျင့်သားရရေးတွေတောင်းယူထားတဲ့ကာလာသားကောင်းသဘောပေါက်လားကာလာသားကောင်းမင်းတို့ငါသိလားသိမင်းတို့တင်းသားတွေ TV ထဲမှာငါ့ကိုတွေ့ဘူးလားတွေ့ဘူးအောင်ဟမ်ဘယ်တွေ့ဘူးမှလဲကွာငါတင်းသားတွေလို့ TV ထဲတော့မှပါမပါဘူးလားဘယ်လိုတွေ့ဘူးမှလဲမပါဘူးတော့ဖဲတွေ့ဘူးမပါဘူးလားတွေ့ဘူးလားဗျခင်ဗျာပြောနေဖဲငါဝင်ကြီးဖဲတန်းကွာဘာဝင်ကြီးလဲဇမင်းသားလေးဖိုးသားရဲ့ဇက်ဖွဲ့ထဲမှာတစ်ခါမှရှင်မရင်လောက်ရတယ်ကွာနားလေလားဟုတ်တယ်လားငါဘာသာနဲ့ညီကိုဝမ်းခွဲကတော့မသိလို့ပါမင်းတို့ကောင်းတယ်ကွာဖဲလုံးလိုက်မယ်နော်ဘာမှပြောဘူးလေဟုတ်ကမတိုင်လာပြီခိုးကြည့်ကြည့်လွယ်တလုံးနဲ့ဘာလဲဖဏက်လာခိုးတာလားဒါမှပတ်စံလာကူတာဘလောက်ကူမှလည်းပြောဟဲ့ငါဘာသာရဲ့ကာစင်ကွာနားလေလားကာစင်ဟဲ့အပိုတွေလာပြောမနေနဲ့ဘာသာတန်ငယ်ချင်းတွေမှာကာစင်တို့မာမွတ်တို့ယာကွတ်တို့တခါမှမပြောဘူးdefinitely foodပဲဟာအဖေအဲ့အဖေကိုချီးကျူးတာအဖေရဲ့ဖူးဆိုတာဟုတ်ကြည့်တယ်လို့ပြောတာအဖေရဲ့ဘာတိုင်းကူလဲဖူးမင်းတို့အယူလို့ပြောတာနော်ဆဲတာအယူလို့ပြောတာအင်္ဂလိပ်စကားလေးတော့ဒီလောက်တော့နားမလည်ဘူးလားကွာဒါကြောင့်ငါတို့မြန်မာပြည်ခက်နောက်ကြနေတာကွာဟေ့နေသားမောင်မင်းကငါ့ကိုလာပြီးစော်ကားနေအောင်မင်းကဘာကောင်းပြီးတော့မင်းကပညာဘယ်လောက်တက်လို့အဲ့ဒါငါသမီး10တန်းစတုထနှစ်4နှစ်တက်ကြာလာတာကွာ4နှစ်ကြာတာဟုတ်တယ်4နှစ်ကြာတာတော့ကိုထဲ့စကားပြောနေတယ်ငါလေ10တန်းကို14နှစ်ကြာထားတဲ့ကောင်ကွာငါ့ကိုမှီဖို့လေမင်းသမီး10နှစ်ကြိုးသားလိုက်အောင်နားလေလားဗျမင်းတို့ကအကျဉ်ခေါ်ခိုင်းတာတဲ့အကူငွေကောက်မဲ့သူတွေလားဟမ်ကောက်မဲ့ဆိုရင်တော့စင်းစရာကိုနိုင်အောင်ကောက်နော်မမားစီနဲ့1000တန်းကို3ညာတစ်လုံးဖြုတ်ပြီးတော့100လို့ထည့်ဖို့တော့မကြိုးစားနဲ့နားလေလားတခါတည်းပါဘာတခါတည်းလဲရတခါမှအဲ့လိုမလုပ်ဘူးဘယ်လောက်ရပြီလဲဘာလို့ရဘောက်တာလဲမင်းဘာလို့စိုးစမ်းနိုင်ကွာမင်းကိုစိန်မောင်ရောက်နေတာဟုတ်တယ်အကျဉ်ဒီကောင်လေးကအကျဉ်ခေါ်ခိုင်းတာတဲ့ကောင်လေးလားဒီကောင်လေးပုံစံကြည့်ရတာရိုးပုံမရအောင်နော်အကျဉ်အကူငွေစင်းရောလေငါပဲကြိုင်မရောက်ဘာလို့ तू ကအုတ်ကြီးရှင့်အုတ်ကြီးဟာငါထင်တာပဲပုံစံကောရိုးပုံမရပါဘူးလို့ဟမ်အုတ်ကြီးဆိုမှတော့အကျဉ်အုတ်ပြီဗောဒီကောင်လေးမဟုတ်ဘူးကိုစိန်မောင်ရဲ့အုတ်ကြီးဆိုတာအုတ်ချုပ်ရင်မှုကိုပြောတာအုတ်ချုပ်ရင်မှုဟာအုတ်ပဲချုပ်အုတ်ပဲဖုတ်ငါတော့အကူငွေစင်းငါပဲကြိုင်အမလေးကိုစိန်မောင်ရှင့်ကြောက်လေကျမသိပြီးသားရှင်ကငွေလွဲသုံးစားလုံးမှုနဲ့ထောင်ချဘူးလေဆိုတာကျမသိတယ်နော်မဖြစ်ပါဘူးအုတ်ကြီးက100ဆိုရင်ရှင်က1003မှာမခဲ့မကြည့်ဒီဘယ်လိုပြောလိုက်တာလဲအဲ့ငါညီယောက်ျားရဲ့ညီငါရဲ့မောင်ဝမ်းကွဲအိုညီကလည်းတည့်ရသားနဲ့အေးဒီမှာညီယောက်ျားကို तू ကအမြဲတမ်းပေးနေကြမမပြောပြလိုက်စမ်းမမဘာပေးရလဲဒုက္ခတွေလေဟမ်ညီယောက်ျားဒုက္ခရောက်လို့ရှိရင် तू ကအမြဲတမ်းအကူညီပေးနေကြအဲ့ဒါကိုပြောတာအမလေးအာသူကလာမေးတဲ့လူအများယုံထင်ကြောင်ထင်နဲ့ဟာဘာတာမျက်နှာနဲ့မှတ်လို့ပေါ့အေးမဟုတ်ရင်တော့ဟာမဟုတ်တော့ဘာဖြစ်တယ်လဲဒီမှာမကျင်ကိုလာမဆက်နဲ့နော်2ယောက်1ယောက်လည်းမကြောက်ဘူးတကောင်တည်းပဲဟဲ့ဘာကောင်းလဲကြွမဖြစ်တာကံကောင်းပဲဟုတ်တယ်ရှင်းစကားပြမရိုင်းလိုက်လားဟုတ်ပါဘူးကဲလာမောင်လေးလားသူနဲ့ဖတ်ဖြစ်မနေလားပေါ်တော့လားဟုတ်ကဲ့လာခဲ့မလေးအတူပါကုငွေကိုလိုချင်လို့ဆွေမျိုးလာဆက်ပြရတယ်သူနဲ့တဝက်လာခွဲတဲ့သူနဲ့ဟာပါဝါပြပြီးလက်ဝက်ကြီးအုပ်ချင်တဲ့သူနဲ့အဖေအဲ့အဖေကိုမြောက်ပြောနေတာအဖေအဲ့ငါ့ကိုရွက်ပြောတာစောင်းပြောတာဒီမှာကြွက်ချင်ဟုတ်ပါဘူးမတ်ချင်ဒီပါစကားပြောလိုက်တာပါဝါပြပြီးလက်ဝက်ကြီးအုပ်ချင်တယ်ဆိုတာငါ့ကိုစောင်းပြောတာနေမြင်ဘူးတဲ့လူကြီးတွေထဲမှာငါမပါဘူးငါနင်းကိုလာကူညီတာမယုံရင်ငါ့အိတ်ကိုရှာကြည့်တပြားမှမရှိဘူးဒါကိုစိတ်နဲ့မထည့်ရသေးလို့တသမီးထည့်လိုက်ဒီထဲကိုမထည့်တာပါနဲ့ဆိုမှပဲမိပြီအုံဆောင်ဒီတစ်ခါဒင်းကိုအပြုတ်တိုက်ရငါအပြုတ်တိုက်ကိုတိုက်ရဒင်းပြုတ်ဖို့အတွက်ငါဘယ်လိုတိုက်စဉ်းစားစမ်းဒင်းပြုတ်ဖို့အတွက်ငါဘယ်လိုတိုက်မလဲစဉ်းစားစမ်းဟုတ်တယ်အဖေရေဟုတ်တယ်ဒီခါအဲ့လူရောအပြုတ်တိုက်ကိုတိုက်ပြရမယ်အေးဦးအုံဆောင်ဆိုတဲ့လူကြီးကလေတရွာလုံးအုပ်ယုံနဲ့အားမရလို့အခုဥပသားကြီးရဲ့အတူပါပါဝင်အုပ်ဖို့ကြိုးစားနေနော်ဖေမှန်တယ်
မချူပါလေသူ့ဖေရဲ့သမီးပဲ ဟဲ့တုတ်တုတ်သူ့အဖေသမီးမဟုတ်လို့သူ့အမေကိုဘသူကဂျားကားဝင်ဆွဲသွားလို့လဲနင့်ဟာစကားရှင်းအောင်မပြောနဲ့ ဟောဦးလေးကလေဖေတူသမီးလို့ပြောတာပါဖေ ဟေး အဲ့ဦးအောင်ဆောင်ဆိုတဲ့လူရလေအုတ်ကြီးဖြစ်တဲ့ခါကျမှအမလေးသူ့အိမ်မှာ TV ရေခဲတက်တာကိုပြေးလို့သူ့သမီးလည်းပဲဆွဲကြိုးဆိုလဲပြုံးနေရပဲ တူကြီးနေပါပါအမရဲ့ အစ်စ်ဟဲ့အစ်စ်မြို့အဝဲလာတဲ့ပေါချာတော့ရေတွင်းမှာထောက်ကြွနေတာငါတွေ့လိုက်တယ်ဖေ ဟေး အဖေဟိုတစ်ခေါက်ကအရွေးမခံလိုက်ရနားရယ်နော်ဖေသာအရွေးခံလိုက်ရရင်လေခုဆိုတမီးတို့အိမ်မှာ TV ရေခဲတက်တာပြေးနေမှာပဲနော်သမီးလည်းပဲဆွဲကြိုးဆိုလဲဒီထက်ပိုပြီးကြီးနေမှာပဲနော်ဖေနော် အေးပါသမီးရဲ့အရင်တစ်ခေါက်ကအဖေညံ့နေဆိုတော့ဝန်ခံတယ်ဟာအဲ့တော့အုံဆောင်ကမဲလေမဲခုတ်ဘက်ကရတာအဖေမသိလိုက်လို့ပါဟဲ့အဖေကတစ်ခါပဲခံမယ်နှစ်ခါပဲတော့မှမခံဘူး ဖေအခုဦးဘာသာကြီးတည်တဲ့ကိစ္စမှာမဖြစ်တဲ့အနေနဲ့အဲ့အုတ်ကြီးကိုချုပ်ပြီးဖြစ်အောင်အဖေလောက်မှဖြစ်မယ်နော် ဟုတ်တယ်ဦးလေး စိတ်ချပါလားအဖေဒီအခွင့်ကိုလက်လို့မခံဘူးဟဲ့တုတ်တုတ်နင်ဘာသာအတူအောင်သွားပြီးကုသလိုပါလို့တွားနေအုံဆောင်တို့တွေဘာတွေပြောတယ်ဘာတွေဆိုတယ်ဘာတွေလုပ်တယ်ကိုင်းနေဆိုတော့တစ်ခုမှကြံလေ့လာသတင်းထူတာနဲ့ငါ့ကိုချက်ချင်းဖို့ရှင်းတယ်နော် စိတ်ချပါဦးလေးရဲ့တုတ်ကလေသုံးသားလောက်တော့ဝါသနာပါပြီးသားအဲ့လောက်ကတော့အေးစေးပဲ တကယ်တော့တည်ခြင်းတရားဆိုတာဘယ်သူမှကြုံပြောနိုင်မနေ့ပြန်သိမလားတစ်ပတ်ခါသိမလားအခုသိမလားဘယ်သူပြောနိုင် ဟောဒါမှန်တော့ အဲ့ဒါကြောင့်အပေမူးခင်မှာညံဥဖို့လိုဝိပဿနာများများရှုတည်ခြင်းတရားကိုရင်ဆိုင်ရမယ်ဟုတ်တယ်နော် ဟုတ်တာဟော လောဘကိုဖက်မယ်ဒေါသကိုဖက်မယ်မောဟကိုဖက်မယ်ဆိုကျွန်တော်တွေသွားမယ်လမ်းဒီအိုးပဲ မှန်တော့ကွာလေဟုတ်တော့ မလေးဟဲ့ခေါင်းရင်မြတရားဥခေါ်တယ်ဘသူများလဲအောင်းမိတယ်ပြား80အောင်းတော်ကိုငါနဲ့လာညီမထိုင်ဟုတ်ကဲ့အမရေအမတယောက်ထဲလားတယောက်ထဲပေါ့တော့အာတုဘရှင်ကလေနှခမ်းနေစိုးနေလို့မပြီးသေးဘူးထင်မှာတော့အဲ့တော့ကျုပ်တယောက်ထဲမလို့ဘသူလုံးမတော့ဟုတ်ပါဗောမကျင်နဲ့အမနဲ့တိတ်မတည့်ကြအောင်နော်ခွေးနဲ့ကြောင်လို့ပဲငါကြောင်လေဒါဆို तू ကခွေးပေါ့ဒါပေါ့အခုဒီကျုပ်ကလေခဏခဏကြိုက်ခံနေရတာဟုတ်တယ်ဘယ်နာကြိုက်သွားလဲမဒီနာကိုပြစမဟဲ့ဒီလောက်တန်နေငါတော့မရောင်ကုန်ပြီအေးကြိုက်တယ်ဆိုလို့နေငါပြောအောင်လေဟုတ်ကဲ့ငါတို့မာလီမောင်နှမနှိဟောက်တည်းရှိတာလေအဲ့ဒါကိုလေ तू ကငါတို့ကိုသွေးခွဲတာအမဖြစ်တဲ့လူကိုအိမ်ကိုမလာဘူးတဲ့အခုငါမောင်ဘတ်တာသေးမှငါအိမ်ကိုလာခွင့်ရတာအမလိုက်တော့အမရေကြည့်ပါဦးနာမည်နဲ့လူနဲ့လိုက်ပါတယ်တော့နာမည်ကလေမတ်ကျင်တဲ့အမလေးသူ့ခေါ်မှာမကျင်လို့ခေါ်မှာအမရဲ့ ဒီပေါ့အတုပါရလာပြီးအတင်းနေလာပြောမနေကြနဲ့နော်ဒီမှာလင်းသေးလို့တစားစီကြေကွဲနေတာကိုပေါ့တွေကိုပိတ်ထားကြ စောင်းမပြောနဲ့တော့ပြောချင်တဲ့ပြောနင်ငါ့ကိုပြောနေတာမဟုတ်လား ဟမ်သိရင်လည်းပြီးတာပဲကိုပေါ့တွေကိုပိတ် မပိတ်နိုင်ဘူးအပေါက်ဆိုတာပိတ်ဖို့ထားတာမဟုတ်ဘူး ဘယ်နဲ့တော့အတုပါရလာပြီးတရားမပေါ်ပဲနဲ့စကားလာများနေကြတယ်ကိုကလည်းပြန်ကြည့်အောင်ရှောက်ထွက်နေပြီ ငါဘာလို့ဆုံးထွက်နေလို့လဲ အသားရည်ကိုပြောတာလေသူ့ထိရွတ်တော့ငှက်လင်းတာဖြစ်နေပြီအသက်ကပြေသေကနေနေပြီအခုချိန်ကြီးတရားမရသေးဘူး အောင်မဲငါတရားရှိတော့ခုချိန်ကြီးအသက်ရှင်နေတာနင်းသားလေတရားမရှိလို့လေတနာသောမှမျောပြီးတော့သိမဲ့ကောင်မမကျင်ရီကုနာကလေအတင်းပြောတဲ့ထဲမှာငါမပါဘူးနော်သူအတင်းပြောတာငါမှလေအာနာပါနာနဲ့နားထောင်ပေးနေရတာအညီငါ့ကိုအထင်မလွဲနဲ့ သိပါတယ်မပုံးရဲ့အဲ့ရမှာလာမွေနေလို့မပုံးကျမတော့ပဲပြီးပြောလိုက်ရတာ အေးညီသဘောပေါက်ရင်ပြီးတာလေ မကျင်ဟိုငါ့ကိုပတ်စံနေလောက်ခဏပေးပါ ပတ်စံဘာလို့ပို့လဲ ဟိုငါဖဲရှုံးသွားလို့ဟာအပေါ်မှာလဲဝမ်းရကောင်း ဘာရှင်ဖဲရိုက်ဖို့အတွက်ကျမရှင်ပတ်စံပေးရမယ်ဟုတ်လား ဟာမကျင်ရလေဟာနေရလေငါအဲ့လိုမပြောပါနဲ့ဟာငါဖဲကိုဝင်ရိုက်ချင်လို့ရိုက်နေတာမှမဟုတ်တာဟမ်မသားအိမ်မှာလူစီကားအောင်ရဲ့ဖဲဝိုင်းများများဖြစ်တော့နေအကောင်များများရတာဗောဟာအဲ့ဒါကိုငါမရိုက်ချင်ပဲနဲ့ဝင်ရိုက်ပေးနေရတယ်နေနားလေ ဟောကျမမှလည်းပတ်စံတပြားမှမရှိဘူးရှင် အာမကျင်ရလေဟာနေရလေအခုငွေတွေဒီလောက်ရတာဆိုတာငါသိနေတဲ့ကြားတွေကဟာနေကကတ်ဆံပြီးကြာမှကတ်နေပြီ အော်အခုငွေရအုပ်ကြီးကအုပ်စီးထားတာလေကျမမှတကယ်ကိုပတ်စံတပြားမှမရှိဘူးဒီမှာရှင်ပတ်စံတိတ်လို့ချင်းကိုပတ်စာစီမှာတောင်းလိုက်ပါလားကဲလာမပုံးရဲ့ဟင်းချက်ဆရာရှိသေးရလားအဲ့ဒါယူလာခဲ့လိုက်တော့ခဲထဲပါပဲ မကျင်ဟာမကျင်အခုငွေမှန်သမျှကိုအိတ်ထဲထဲကိုကြိုးစားနေတာငါမသိဘူးမြတ်မှတ်နေတာ နိစ္စရေဒုက္ခရေနတ္တရေ
အဝိဇ္ဇာပစ္စယသင်္ခါရတဲ့ညိုလိုက်ရှင်လိုက်ငူကာကြီးကဘေကမတိမြဲဖောက်လွယ်ဖောက်ပြန်အကြောင်းကံကံမတကားဟိုကျုပ်ကဟိုဘာသာနဲ့ညီကိုဝမ်းခွဲပါအတုပါလာတာ ဩ ကျုပ်ကဟိုဇမင်းသားလေးဖိုးသားကြီးဇက်ဖွဲ့တယ်ရပါအော်ဒီကခုနကတော့ဆူလိုက်တဲ့တခြင်းကဘဝတန်တရားမဟုတ်လား ဟုတ်တယ်ဟောဒါမဲ့လေဟိုတိတ်ပြီးတော့စိုးတက်လို့တော့မဟုတ်ပါဘူးဒီလိုပါပဲဟိုအိမ်လုတ်ကလေးလုံရင်းကန်ရနေပြီးတော့တရားသဘောနဲ့ရှင်ပြီးတော့ညီးလိုက်တာ သိနေတယ်လေဝင်းနေတာပဲဟောဟိုတရားသဘောနဲ့ကြည့်ပြီးတော့ဟိုအနေစာတို့ဒုက္ခတို့အနတ္တတို့အဲ့ဒါတွေနဲ့ကင်းဝေးပြီးတော့လေမျက်နှာလေးကကြည်လင်တောက်ပပြီးလှနေတယ်လို့ပြောတာပါမျက်လုံးလေးကလည်းပြူးပြီးတော့ကြည်နေတာပဲနှုတ်ခမ်းလေးကလည်းစူးလို့ဘာဖြစ်တာလဲဗျာ ခွက်ပြုတ်ကြသွားတာ အပြိုကြီးနော် သိနေတယ် တင်းနေတာဟုတ် ရှင် အော်ဘောပါဘူးဟိုအသားရည်ရလေဟိုနုဖက်ပြီးတော့တင်းနေတာပဲလို့ပြောတော့မကျင်လို့ဆိုကြည့်ပါလားအသားရည်ကယုံရွဲ့နေတာလေဟဲဒီကဆိုအရန်လှအရန်ချောတာဘာဖြစ်ပြန်ပြီလဲခင်ဗျာ ဒုက္ခပဲခွက်ကလည်းလွတ်ကြပြန်ပြီမြစ်ပတ်ကုန်ပြီ အဲ့ခွက်ကလည်းခဏခဏကိုလွတ်ကြနေတာပဲနော် ဟုတ်တယ်ချောလို့ ကျွန်တော်ပြောတာလား အေးဟုတ်ပါဘူးမဟုတ်ဘူးလက်ချောပြီးတော့လွတ်ကြသွားလေရှင်ကလည်းဘာလို့ရှောက်မင်းနေမှလည်းမသိဘူး